မဲ့ကောင်းတော့လာမလို့နဲ့အောင်ယုံလာတော့မသိအိမ်မနဲ့ရှောင်းရှိချိန်ဆုံးအိမ်မစိန်နဲ့မက်ကြီးအိမ်မတဲတော့ဘီကန်ဂျိုလာဂျမ်ဘန်ဂျိုလာဂျမ်ဘန်မာနေမလာမဲလာမဲဟောင်းလန် hot shot amen medley hot shot hot shot amen တွေ့တဲ့ hot shot ကိုစလိုက်ပဲ hot shot amen တဲ့မလေး hot shot မာနေမလာမဲ stage manager ကိုဝင်အောင်မိမိဟာကာရာအိုကေဆိုင်ရှင်ကိုဝင်အောင်မိမိဟာအနှိတ်ခမ်းပိုင်ရှင်ဝင်အောင်အဲ့ဒီကမှသမီးအဖေမိုးဆိုးဖို့ဥဆန်ကွာရုပ်ဝင်အောင်အဲ့ဒီက တော့မေရဲ့မမေကအကုန်လုံးအောင်းခွင်နေပြီပဲ ဟောဟဲမောမယ် လဲမသမီးရဲ့လို့တော့မထားပါနဲ့နော်မုံမှုစံကွာရော နာရဲ့ကိုကြီးမအသိဖုန်းနံပါတ်ကိုလိုက်ကြနေတာဖေ နိုင်ရင်မှုအသိဖုံးဆက်တယ် ဒီတောင်းအောင်လေ ရုပ်တွေလည်းတေချာကြည့်အောင်ဗျာကွာစီစားတဲ့ရုပ်တွေလား ဒီစေးဝါးလေးတွေဘာလို့အောင်မလဲသူက9000လောက်ယူလိုက် စောစော စဝဲတော့အသုံးမကြတော့စိတ်ဆိုးတာမရှိဘူးအသုံးမကြတော့သူတို့ဆူတော့လေသူတို့ကငိုသေးတယ်ဟုတ်ပါမင်းတို့မရှိတာမင်းတို့ပြင်ပါမယ် မေမေသမီးကိုပြောနေတယ်တယ်လီဖုန်းတွေခဏမပြောနဲ့ပိုင်တွေတက်ရင်မော်မီလောင်မယ် အကိုချီရှင်ဖုန်းဆက်ပါတယ်ငါမေကောမတောင်းလို့ပါကွယ် no so man I'm stripping love မင်းတယောက်တည်းကိုထိမ့်မိတ်ချင်မေ ဇက်ကရေလေတနာကြကောင်းပြီရေလေစမ်းတာမင်းကြီးကစတော့တိုက်ပေါ်ပြုတ်ကြမသေးဘူးဒါရာကြီးဖြစ်အောင်လောက်ပဲအဲ့ဒါရာကြီးဖြစ်ပြီးဂျိုင်းတောင်းနဲ့ရှောက်သွားတယ်မှာခွက်တလုံးကောက်ရအောင် ကောင်းလိုက်တာခွဲကြရပြီဆိုအလုပ်ပြပြီပေါ့နော် လောက်ပြီကောအဲ့ဒါပက်ကဆူပြီးတော့ကားဝယ်စီကားဝယ်စီတော့ကားတိုက်မယ် သေရောလား မသေးဘူးဒါရာကြီးပြန်ဖြစ်သွားတယ် 哎呀，မနောဆက်ဆက်လောက်တူခပ်ဖနှုံစီခဝေးရ ဟောင်ကောင်ကျမမေးနေတယ်ပစ္စည်းကိုဘယ်လာပို့ပေးရမလဲကြိုက်တဲ့ချိန်လာပို့လိုက်တထင်းနဲ့ချက်ချင်းငွေချင်ပါ အီပေါ်လော ကိစ္စဘူးလီယာ ဒါလေးတော့မသိဘူးလားမနောဆက်ဆက်လောက်တူခပ်ဖနှုံစီခဝေးဆိုတာမနဲ့စောစောလူတယောက်ခုံဖနှက်စီးတော့ခွေးဟောင်တယ်လို့ပြောတာဟာဘောက်တယ်ဘောက်ဆိုင်ချီ ဒီလိုတခိုးလင်းတော်မဲ့စားတယ်ခွေးကိုအမီးဖြတ်ပြီးသေးစားတာဟာသမီးဟိုမှာဟောင်းနေပြီလားဟောင်းပါလားဟဲ့ ခွေးမလို့ဟောင်းတာပေါ့ဒီမှာအမိအောင်ဖြတ်ပြီးရော့ အဲ့ဒါပါလေ ဟောစိတ်ဆက်လက်ဆွတ်တယ် ကဲဟုတ်ပြီအဲ့ဒါဆိုလို့ရှိရင်ကိုယ်တိုင်စို့ဟာသမီးလားသမီးဝမ်းသွားရော ပိုင်းလုံးလုတ်တယ်ဆိုတာရှေးအကြဆုံးအသက်မေးဝမ်းကြောင်းပညာ ဘုံမဆန်ကွာအတူတူနေကြရအောင်လားမမဆန်ကွာကြိုးစားထားခွဲဒီချိန်မှာဝေးနေကြတာမမဆန်ကွာနေကြရဖို့ဆိုတာကိုနားလေစမ်းတော့ မင်းသားမင်းသမီးကဘူးလေလေမင်းသားခုလောက်လည်းမချောဘူးမင်းသားမချောဘဲနဲ့မင်းသမီးအစ်စ်တင်လို့ဘယ်လိုလုပ်ရမှာတော့တို့လေကိုမင်းသားလုပ်ပြီ ရခမလောင်ကြီးကိုမုတ်ကွမ်းဖွဲ့ကအခုကတည်းကအခွက်ရည်တွေအပြက်တောင်းတာဒီမှာကီတင်ပေးလိုက်မယ်အိမ်ထဲကိုဝင်သွားတာနဲ့ပတ်စံအိတ်ကိုသူ့ရှိမှချွတ်ချော့လေးပြစ်ချလိုက် ဒီမှာရှင်းသားနဲ့ကျမနဲ့မြစ်တာမြောက်နေကြပြီရှင်းသားမှာထားတဲ့အော်ဒါမာကအခန်းခဏတွေရှော့ချဖို့ကြိုးစားလိုက်ပါ ဟောင်ကောင်အိမ်မကြီးကိုလိမ့်မဲလေးပဲဖြစ်တော့တီးလိုက်လေ ကိုတာဆိုနဲ့ပို့ချစ်ပေါင်း စိတ်အိုးစီလွတ်လေလွတ်လေလွတ်လေ ငါအတဲ့အပါလေအသားသေးလေမင်းအတကတော့ငါလေငါတဲ့ချင်းနဲ့ငါတဲ့ချင်းနဲ့ ဟာတို့ကဒရိုက်တာရိုက်မဲ့ hot shot ဇာတ်ကားထဲမှာပါခြင်းလို့ကျွန်တော်တို့လာဖားနေကြဘယ်လိုလုပ်လဲစိတ်စားတွေလုပ်နေကြတဲ့ formula အတိုင်းရေဘယ်လောက်ထည့်မလဲမေးပြီးတော့ဆွတ်စီးလိုက်ပြီးတော့မှသူတို့အရင်ရှိစစ်စစ်ကြည့်ရ ဒီနေ့စားတဲ့ hot shot လက်ပြနဲ့ hot shot တင်ခွဲတဲ့ hot shot high ရတဲ့ hey ကျက်ပြောလေး hot shot အားလုံးက hot shot ချစ်တဲ့ hot shot တဲ့ hot shot ပဲ ဘာကြော်ရဲတယောက်မှသုံးမကြကဘာကြော်ရဲကျမငါ့ကိုဆက်မခွဲတော့ပြည့် တင်ခွဲတဲ့ hot shot high
မောင်ပဲကြည်လေမိမယူမလို့တဲ့ခေါ်ချန့်လာလိုက်တာခဏအိုရှစ်အိုစီမအသားခိုင်းတို့အမေကြီးကိုရေပစ်မွေအပြက်ကောပြီးတော့ပိုးဆိုးပစ်စစ် ကျမတို့ကအိမ်လို့ဒီဘုတ်ကြောင့်လည်းတစ်ခါမှမလုပ်ရဘူးရှက်မဲလုပ်ရအောင်အဝတ်လည်းမလျှော့တတ်ဘူးအတွင်းကစားအမှားနဲ့ပဲလျှော့တာယောဒူတော့ဒီမှာရှင်းလောက်ကြတာလက်နေစအစင်သိမ်းမ Give it some hot shot, let's get a hot shot. Think we're a hot shot, higher the heat. Just purely hot shot, I love a hot shot. Chitta hot shot, dip hot shot, baby. Never sorry, ever pure. လမ်းကြားတွေနဲ့ hot shot လာ